ဆရာမတို့ကညာဘက်လက်လေးကိုအရင်ရှင်းမယ်နော်ဟုတ်လားညာဘက်လက်လေးကိုရှင်းနေရှင်းနေရှင်းရတယ်ရှင်းရတယ်ရှင်းရတယ်ဆိုပြီးဒီလူကောင်းလေးပေါ်ရအောင်ပါလားပြီးရင်ဘယ်ဘက်လက်လေးကိုရှင်းမယ်ရှင်းနေရှင်းနေရှင်းရတယ်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 ဟိုနှက်နေနဲ့ကွာမခံနိုင်တော့လို့ပြောင်းမယ်ဆိုရင်တရားဘိုးကနေပြက်ကနေမပြောင်းအောင်လို့ပြောရနော်အားလေးနဲ့ပြောင်းအောင်လေအမှတ်လေးနဲ့ပြောင်းလို့ပြောရနော်ခုဒီလိုလက်လေးဖြစ်သွားပြီဆိုတော့မှဆရာမတို့အပြင်ဘက်မှာရှိတဲ့ခြေတော်လေးကိုမလုပ်နဲ့လူလေးကိုမမယ်နော်မချင်တယ်မချင်တယ်မား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 တယ်ခုနကနားတယ်လို့ပဲဟုတ်လားအနောက်ကိုပြန်ရွှေ့မယ်ရွှေ့ချင်တယ်ရွှေ့ချင်တယ်ရွှေ့ရ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 တယ်ဒီနန်းလို့ရောက်သွားရင်ဆရာမတို့ကတဝက်ခွေလုံးမှာဖြစ်တဲ့အတွက်ဒီခြေတော်လေးကိုပဲထိရွှေ့ရမယ်အနောက်ထိရွှေ့မယ်နော်ရွှေ့ချင်တယ်ရွှေ့ချင်တယ်ရွှေ့ရ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 တယ်ဟုတ်လားပြီးတော့မှဒီဒူးလေးကိုချချင်တယ်ချချင်တယ်ချရတယ်ချရတယ်ချရတယ်ချ